ဘောလုံးကွင်းထဲမှာအချိန်ကြာကစားနိုင်မှုအတွက်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကဘယ်လောက်ထိအရေးပါမယ်လို့ထင်လဲလူငယ်ဖြစ်ပြီးတော့ဘောလုံးကွင်း3ပတ်လောက်ပြေးုံနဲ့မောနေတဲ့သူတွေရှိရဆိုရင်လည်းဒီဗီဒီယိုထဲမှာဘာလို့လဲဆိုတော့ဆက်ပြောပြသွားမယ်ဘောလုံးကွင်းထဲမှာအဓိကလိုအပ်တဲ့ကြန့်ခိုင်မှုတွေကတော့ကိုယ့်ရဲ့ strength power speed နဲ့ stamina ဖြစ်ပါတယ်တချို့ဘောလုံးကန်တာကောင်းပေမဲ့နီးပြပွဲချိန်ပြေးသုံးလို့မရတဲ့ကစားသမားတွေမြင်မှုကြမယ်ထင်ပါတယ်ဒီဗီဒီယိုမှာတော့ stamina လို့ခေါ်တဲ့တက်လုံးအမောခံနိုင်ခြင်းနဲ့ပတ်သက်ပြီးအဓိကထားပြောပြမှာပါ brother တို့ရောတက်လုံကောင်းမှုအတွက်ဘယ်လိုလေ့ကျင့်ခန်းတွေလေ့ကျင့်ဘူးလဲကျွန်တော်ကတော့တက်လုံပိုင်းနဲ့ပတ်သက်ရင်ငငယ်တည်းကနေအခုချိန်ဒီလိုလေ့ကျင့်ခန်းတွေကိုရွေးလုပ်လေးရှိတယ်အရန်ကြီးထူးဆန်းနေတာမဟုတ်ပေမဲ့ရိုးရှင်းပြီးထိရောက်တဲ့နီလန်းမို့လို့မျှဝေပေးတာဖြစ်ပါတယ်အဲ့ဒါကတော့9မိနစ်4ကမိနစ်20ခွဲပြေးတာဖြစ်ပါတယ်9မိနစ်ပြေးရမှာလိုက်နာရမယ့်အရာလေးကတော့9မိနစ်မပြေးမချင်းကိုပြေးနေတဲ့နှုံထားနဲ့ခြေထောက်ကိုရက်လိုက်လို့မရပါဘူးပုံမှန် jogging ပြေးမယ်ဆိုရင်ဘောလုံးကွင်း3ပတ်ခွဲလောက်ဆိုရင်9မိနစ်ကပြည့်ပါတယ်ဗီဒီယိုအစမှာပြောခဲ့တဲ့ကွင်း3ပတ်လောက်နဲ့မောနေရဆိုတာလူတိုင်းဖြစ်တဲ့ပြဿနာပါစပြေးပြီဆိုတာနဲ့2မိနစ်ကနေ3မိနစ်ဝန်းကျင်ထဲမှာလူကအရန်မောပြီးတော့ရက်လိုက်ချင်တဲ့စိတ်ဒီလူတိုင်းဖြစ်ပါတယ်ဒီလိုမောတာကိုတယောက်တည်းမဟုတ်ဘူးဆိုတဲ့အတိနဲ့9မိနစ်ပြည့်တဲ့အထိပြေးဖို့လိုပါတယ်ပြေးနေတဲ့အချိန်မှာအသက်ရှူတာနီးစနစ်မမှန်ဘူးဆိုရင်ပိုမောတယ်လို့ခံစားရပါမယ်အသက်ရှူနည်းအမှန်ကတော့နှာခေါင်းကရှူပြီးပါးစပ်မှုတ်ထုတ်တာဒါမှမဟုတ်နှာခေါင်းနဲ့ပါးစပ်နဲ့နှစ်ခုလုံးတစ်ပြိုင်တည်းရှူတာလည်းရပါတယ်ပြေးလို့9မိနစ်ပြည့်သွားပြီဆိုရင်လည်းကွင်းထဲမှာငုတ်တုတ်ထိုင်လိုက်တာတွေရက်လိုက်တာတုံကနေရက်လိုက်တာတွေမလုပ်သင့်ဘူးဆက်ပြီးတော့လမ်းလျှောက်ပြီးတော့ကွင်းတစ်ပတ်ပတ်လို့ရပါတယ်ပုံမှန်ဆိုရင်တော့9မိနစ်ပြည့်ပြီးတိုင်းမှာကျွန်တော်အနည်းဆုံး2မိနစ်ကနေ3မိနစ်ကြာမှလမ်းလျှောက်ရင်းနဲ့နားပါတယ်နောက်တစ်ချိန်9မိနစ်ပြန်ပြေးမယ်ဆိုရင်တော့အရှည်ကိုခြေလမ်းကျဲနဲ့ပြေးပြီးတော့အတူ jogging ပြေးပါတယ်ဒီလိုမျိုးပြေးတာဝိတ်ချခြင်းနဲ့ဆိုတဲ့သူတွေအတွက်လည်းတအားကောင်းပါတယ်ကိုယ်တိုင်လည်းဒီရက်ထဲမှာဝိတ်တက်နေတဲ့အတွက်ဒီလိုမျိုးလေ့ကျင့်ခန်းတွေကိုပြန်လုပ်ဖြစ်နေတယ်အခုကြည့်နေတဲ့သူကလည်းဝိတ်ကြခြင်းနဲ့သူတက်လုံကောင်းခြင်းနဲ့သူဆိုရင်လည်းဒီလိုမျိုးလေးကို9မိနစ်4ချိန်လိုက်လုပ်ကြည့်လို့ရပါတယ်မိနစ်20ပြေးလို့ခန္ဓာကိုယ်ကတော်တော်လေးလဲသွေးပူသွားပြီးပေါ့သွားပြီဆိုရင်တော့အတူပြေးဖို့အတွက်ဟိုဘက်ထိပ်ဒီဘက်ထိပ်ပြေးဖို့လုပ်တယ်ဒါက speed အတွက်ဆိုတာထက်ကျွန်တော်တို့ဘောလုံးလေ့ကျင့်ခန်းတွေမှာမီတာ20လောက်ကိုပြေးလိုက်ပြန်နားလိုက်ပြေးလိုက်ပြန်နားလိုက်ဒီလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ပေးဖို့လိုပါတယ်ဒီဗီဒီယိုလုပ်နေတော့အပြင်မှာတကယ်ဖြစ်ခဲ့တဲ့အရာလေးတစ်ခုတောင်ပြန်သတိရသွားတယ်အဲ့ဒါကမြန်မာ National League ခေတ်ဦးပိုင်းမှာရန်ကုန် United အသင်းမှာလူရွေးမယ်ဆိုတော့လူတွေအများကြီးရွေးဖို့ရောက်လာကြတယ်ဒီလူတွေကွင်းထဲမှာဘောလုံးဝင်မကန်ခင်မှာ stamina test အစစ်ခံရတယ်ဘောလုံးကွင်း9ပတ်ကို6မိနစ်နဲ့ဝင်အောင်ပြေးပေးရမှာဒီ test ကိုမအောင်တဲ့သူက auto အရွေးမခံရတဲ့သူဖြစ်နေပြီဒါကဘာကိုသိစေချင်တာလဲဆိုတော့ဘောလုံးကန်မယ်ဆိုတဲ့သူတိုင်းကတက်လုံကောင်းမှုအရေးကြီးတယ်ဆိုတာလေးကိုခေါင်းနဲ့ရောက်စေချင်တာပါအဲ့လိုပြောနေလို့နေပူထဲမှာကွင်းပတ်ပြေးနေမှာတက်လုံကောင်းမယ်လို့ပြောတာမဟုတ်ပါဘူးတချို့ကဘောလုံးနဲ့ပတ်သက်လို့အခြေခံလဲကောင်းတယ်ဘောလုံးကစားရတာဘယ်လိုကစားရလဲဆိုတာကိုလည်းနီးစနစ်ကိုနားလဲတယ်ဒါပေမဲ့ physical ဘိုင်းအားနဲ့လို့အရွေးမခံရတာတွေပါလေရှိပါတယ်အဓိကကိုကတက်လုံကောင်းနေတယ်ဆိုရင်ပြင်မနေထိုင်မှုကိုလည်းဂရုစိုက်ဖို့လိုတယ်တချို့ဘောလုံးနာကန်နေတယ်ဘောလုံးပွဲပြီးတာနဲ့ကွင်းပြင်မှာဆက်လက်တောက်နေလူတွေရှိတယ်တက်လုံကောင်းနေတဲ့သူကဆက်လက်ကိုတော့အဓိကထားပြီးတော့ရှောင်စေခြင်းတယ်ပြီးတော့အိတ်ချိန်နေတဲ့ပြဿနာအေးမွားရင်ခန္ဓာကိုယ်ကအလိုလိုနေရင်းနဲ့ကိုပင်ပန်းနေတဲ့ပုံပေါက်နေမယ်အဲ့လိုမျိုးဆိုရင်ဘောလုံးကွင်းထဲမှာအချိန်ပြည့်မကစားနိုင်တဲ့အပြင်တော့မှကြွတ်တက်တာတွေပါလေဖြစ်နိုင်ပါတယ် stamina တက်လုံပိုင်းနဲ့ပြောချင်တာတော့ဒီလောက်ပါပဲကျွန်တော်ကဘောလုံးကန်ရင်အမောမခံနိုင်ဘူးဆိုပြီးတော့လာပြောထားတဲ့ညီလေးတွေလည်းအခုဗီဒီယိုကြည့်ပြီးတဲ့အခါမှာစမ်းကြည့်ပြီးတဲ့အခါမှာဘယ်လို result ထွက်တယ်ဆိုတာကိုလည်း comment ထဲမှာပြန်လာရေးပါစုံနေကြည့်ပဲအတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်